ကြားဘူးလားပရာဇာတိဆိုတာဟိုယောက်ျားမွေကိုက်သားလေး2ယောက်တယောက်ကရေထဲမျောတယောက်ကစွန်ချီမိဘရထံပြန်တော့မိဘရထံအကုန်လုံးဆွေတွေမျိုးတွေပြည့်စည်ပူလွန်အားကြီးလို့အယူမှဖြစ်တယ်မလားအဲ့ဒီထီအောင်တော့သိပါတယ်မကောင်းတာအကုန်သိနော်ကောင်းတာသာမသိမှာပဲခေပရာဇာတိအယူမှဖြစ်သွားခန္ဓာကိုယ်ပူလွန်းလို့ဆိုပြီးအဝတ်တွေကုန်ဆွဲချွတ်ပြစ်ပူလွန်းလို့ဆိုပြီးတော့သဘင်ကလည်းပြိတဲ့စီးမထားနိုင်ဘူးဖားလာကြီးချအယူမှအိမ်တကာလှဲ့သွားဟိုအိမ်ကလည်းမလာနဲ့ဒီအိမ်ကလည်းမလာနဲ့အိမ်တကာကသူ့ကိုအဖက်လုပ်ချင်တဲ့လူမရှိတော့အတက်မလားအားငယ်မလားအားငယ်နဲ့လျှောက်သွားရင်နဲ့အခုလိုတရားပွဲနဲ့တွေ့တော့တရားပွဲကလူတွေလည်းဟဲ့အယူမှမလာနဲ့အယူမှမလာနဲ့အဝတ်မှမပါတာကိုဗျမလာနဲ့လို့တားနေတော့ဘုရားကမတားပါနဲ့လာပါစေဒီလိုပြောလာပါစေလို့ပြောတော့ဟဲတလောကလုံးကငါဘယ်သူကမှဖက်မလို့ဘုရားလာပါစေတဲ့ဘုရားကတော့မဆိုးဘူးပေါ့စိတ်လေးနည်းနည်းအတက်တယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတတိပတိလဘဗဂိနီငါညီမတတိပတိလဘတတိရလိုက်စမ်းပါဟေ့ညီမလေးတတိထားလိုက်စမ်းဒီလိုပြောဗဂိနီဆိုတဲ့စကားကြားတော့အာရိတာတက်သွားဗဂိနီဆိုတာညီမလို့ခေါ်တာဟဲ့ငါဆွေတွေမျိုးတွေအကုန်ပြည့်စည်သွားပြီမှအကိုတယောက်ကြံစည်တယ်တရားဟောတာငါအကိုငါကိုညီမတယ်ဒီလိုပုဂ္ဂိုလ်အကိုတယောက်ရှိမှတော့ငါဘာအားငယ်စရာရှိမလဲသူ့စိတ်ထဲမှာတွေးမှာပေါ့ဗျာအဲ့ဒီမှာအားတက်လာတဲ့အချိန်မှာမြတ်စွာဘုရားကတရားဟောပြီးနှလုံးသားမှာတရားတွေကိန်းလာတော့ဒုက္ခန္တာကိုသူပြန်ကြည့်တယ်အဝတ်ပါလားမပါတော့ရှက်တယ်ကြီးကြီးကျက်တယ်နဲ့တရားဝဲတဲ့ကလည်းထွက်မပြေးခြင်းဘူးတရားလည်းဆက်နာခြင်းတယ်အဝတ်မပါဘဲနဲ့လည်းနာခြင်းသိမရှိတော့ဘူးလုံခြုံခြင်းလာပြီအဲ့ဒါနဲ့ဟိုကြီးကြီးတော့မျိုးသမီးတယောက်ကတပတ်တစ်ထည်ပြစ်ပေးတပတ်တစ်ထည်ပြစ်ပေးတော့ပထမရတဲ့တပတ်ကိုအောက်ကလုံကြီးလို့ဝစ်ပလိုက်တယ်ဒါပေမဲ့ထက်ကမလုံသေးတော့ရှက်တာပဲရှက်တော့ဒုတိယရတဲ့တပတ်ကိုနောက်တစ်ခါမျိုးသမီးတယောက်ကတပတ်တစ်ထည်ထပ်ပြစ်ပေးဒုတိယရတဲ့တပတ်ကိုအပေါ်ကခြုံပြီးတော့လုံအောင်လုပ်ပြီးတော့မှသူတရားနာသွားတယ်ဒီနေရာမှာသူတော်ကောင်းတွေသုံးသပ်ဖို့ကောင်းတယ်ပရာဇာတိနှလုံးသားမှာတရားမရှိခင်ကခန္ဓာကိုယ်လုံခြုံရဲ့လားနှလုံးသားတရားရှိလာတော့ခန္ဓာကိုယ်ဘာဖြစ်ချင်လားဒါပဲဒီနေ့ဦးဇင်းတို့ဗမာပြည်ကမျိုးသမီးတွေလုံခြုံနေတဲ့ဘဝကနေအဝတ်စားတွေဘယ်ဘက်ဥတည်သွားလဲနှလုံးသားမှာဘာတွေနဲလားအဝတ်စားကြည့်သိတာတယ်တချို့ကောင်းနေတဲ့ဘောင်းမီတော့ဓာတ်နဲ့ခွဲထားတာရှိသေးဟုတ်လားဟောလုံခြုံနေတဲ့ဟာကိုမလုံခြုံအောင်ဖောက်ပြနေတာဒီများကြီးနှလုံးသားမှာဘာမရှိလို့လဲနှလုံးသားမှာတရားမရှိခင်ဗရာဇာတိကဝိလစ်စလစ်နဲ့နေတာနှလုံးသားမှာတရားကိန်းဝတ်တော့ပြိဿအဝိကလေးလုံခြုံလိုချင်တာဒါလေးတော်ကောင်းတွေတန်ဝေကယူကိုကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတော့တရားလဲဆုံးရောဘုရားထံခွင့်ပန်တယ်ဘိက္ခုနီမှာဝိခွင့်ပေါ့ဘိက္ခုနီမှာဖြစ်သွားတော့တရားကျင့်လိုက်တယ်ပြိဿယဟန္တာမကြီးဖြစ်သွားတော့ဧတရက်ရတာကဝီနီးဆောင်တဲ့နေရာမှာအသာဆုံးဆိုတဲ့ဧတရက်ဟာသူရတာသူတော်ကောင်းတို့ဟုတ်ပြီလားပြောချင်တာကခေမာတော့ညီမ9ယောက်အကုန်အကျော်မော်တွေဖြစ်တယ်ဒါပြောချင်တာနော်